73ဒီမပြတ်လက်စေရန်နဲ့73စီအမှန်တကယ်လိုအပ်သူများအစဉ်ပြေချုံးမွေးစွာဝယ်ယူရရှိနိုင်ခြင်းရွယ်ပြီးအယောင်းဆိုင်များမှာတရက်တွင်2ကြိမ်သို့မဟုတ်3ကြိမ်တန်းစီဝယ်ယူမှုများရော်နေပပျောက်စေရန်အတွက်အယောင်းဆိုင်များအနေဖြင့်တယ်လီဖုန်း application ကိုအသုံးပြုပြီးစစ်စစ်ရောင်းချမှုများဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲလိုဆောင်ရွက်ရမှာအများပြည်သူဝင်တော့ဝင်ပို့မဖြစ်စေရန်နဲ့ပုံမရိုးရှင်းလွယ်ကူစွာဆောင်ရွက်နိုင်ရတဲ့အတွက်ရင်ပိုင်ရှင်များမှာ application အသုံးပြုရန်နဲ့ registration ပြုလုပ်ရန်လုံးဝမလိုအပ်ဘဲအယောင်းဆိုင်အခြေပြုစစ်စစ်တဲ့နည်းလမ်းဖြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မော်တော်ယာဉ်များအတွက်ဝီတက်ရဲ့ဘားကုတ်ကို၎င်းမော်တော်ဆိုင်ကယ်များအတွက်ဝီတက်ပါအချက်အလက်များကိုအသုံးပြုပြီး QR code ထုတ်ပေး၍၎င်း application ဖြင့်အလိုလျောက်စစ်ဆေးတဲ့နည်းလမ်းဖြင့်စစ်စစ်ရောင်းချပေးသွားမှာဖြစ်ပါတယ်။မော်တော်ယာဉ်များအတွက်ဝီတက်မှာပါရှိတဲ့ဘားကုတ်ကိုဆိုင်ဝန်ထမ်းမှစကန်ဖတ်၍စနစ်မှအလိုလျောက်စစ်ဆေးပြီးတရက်တွင်တစ်ကြိမ်မျှ73စီဝယ်ယူထားခြင်းမရှိသေးပါက73စီများဆက်လက်ရောင်းချပေးမှာဖြစ်ပါတယ်။အကယ်၍တရက်တွင်နောက်တစ်ကြိမ်ထပ်မံဝယ်ယူရန်မည်သည့်ဆိုင်တွင်မဆိုစကန်ဖတ်ပါက၎င်းရက်တွင်ပထမအကြိမ်ဝယ်ယူခဲ့မှုကိုဖော်ပြပေးမည်ဖြစ်ကစီဝယ်ယူခွင့်ရရှိမည်မဟုတ်ဘဲနောက်တစ်ရက်မှသာထပ်မံဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။တရက်တွင်တစ်ကြိမ်ဝယ်ယူပြီးနောက်ထပ်မံတန်းစီဝယ်ယူမှုများမရှိစေရေးစစ်စစ်တားမြစ်သွားမှာဖြစ်ပါတယ်။မော်တော်ဆိုင်ကယ်များရဲ့ဝှီးတက်မှာဘားကုတ်မပါရှိတဲ့အတွက်အယောင်းဆိုင်မှာ QR code များထုတ်ယူရမှာဖြစ်ပါတယ်။ဟဲ့လုံးထုတ်ယူနိုင်ရေးအတွက်ရင်ပိုင်ရှင်များအနေဖြင့်ဆိုင်ကယ်ရဲ့ဝှီးတက်ကိုအယောင်းဆိုင်ဝန်ထမ်းကိုပေးရပြီးဝန်ထမ်းမှ application မှာရင်နံပါတ်နဲ့တက်တန်းကုံဆုံးရက်များဖြည့်သွင်းက QR code ထုတ်ပေးမှာဖြစ်ပါတယ်။ရင်း QR code ကိုပိုင်ရှင်တွေဖြင့်ဖုန်းဖြင့်ဓာတ်ပုံရယူခြင်းသို့မဟုတ်အယောင်းဆိုင်မှာ print ထုတ်ပေးခြင်းဖြင့်ရယူသိမ်းဆည်းထားရှိရန်လိုအပ်မှာဖြစ်ပါတယ်။73စီဝယ်ယူတဲ့အခါတိုင်း၎င်း QR code အားအယောင်းဆိုင်ဝန်ထမ်းတို့ပြသဝယ်ယူနိုင်မှာဖြစ်ပြီးမော်တော်ယာဉ်များတွင်စစ်စစ်တကဲ့သို့တရက်တွင်2ကြိမ်သို့မဟုတ်3ကြိမ်ဝယ်ယူမှုမရှိစေရေးစနစ်မှာအလိုလျောက်စစ်ဆေးရောင်းချပေးသွားမှာဖြစ်ပါတယ်။အယောင်းဆိုင်များမှ73စီများစစ်စစ်ရောင်းချရမှာနိုင်ငံတော်မှထုတ်ပြန်ထားရှိတဲ့မူဝါဒများနဲ့ညီရင်းအသုံးပြုခွင့်ပြုထားမှုအလိုက်73စီရောင်းချနိုင်ရေးကိုလည်းတပါးတည်းစစ်ဆေးမှာဖြစ်တဲ့အတွက်မိမိရင်အသုံးပြုခွင့်ရှိတဲ့ရန်များအတွက်သာ73စီဝယ်ယူခွင့်ရရှိမှာဖြစ်ပါကြောင်းအသိပေးအပ်ပါတယ်။နေပြည်တော်ကောင်စီနယ်မြေရန်ကုန်မြို့မန္တလေးမြို့နဲ့တောင်ကြီးမြို့တို့မှာအခုလ12ရက်နေ့မှစတင်ပြီး73စီအယောင်းဆိုင်များမှာ application ဖြင့်အလိုလျောက်စစ်ဆေးတဲ့နည်းလမ်းကိုစမ်းသပ်အသုံးပြုသွားမှာဖြစ်ပြီးစနစ်အားလိုအပ်တဲ့စစ်ဆေးပြုပြင်မှုများဆောင်ရွက်ပြီးပါကကြံမြို့ကြီးများမှာလည်းဆက်လက်ပြီး application ကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ပြည်သူများရဲ့ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးမှုများကြောင့်73စီအယောင်းဆိုင်များမှာရင်တန်းစီမှုများရော့ကျသွားပြီးပုံမှန်ဖြန့်ဖြူးရောင်းချနိုင်တဲ့အခြေအနေကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။စွမ်းအင်ဝန်ကြီးဌာနအနေဖြင့်လည်းနေပြည်တော်ရှိရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးဦးစီးဌာနရဲ့ online monitoring center မှာ73စီတင်သွင်းတိုးလောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းစဉ် supply chain တစ်လျှောက်ကိုအချိန်နှင့်တပြေးညီစောင့်ကြပ်ကြပ်မတ်လျက်ရှိခြင်း73စီရောင်းချမှုများနဲ့ပတ်သက်ပြီးမြို့ကြီးများရှိ73စီအယောင်းဆိုင်များမှရောင်းချပေးတဲ့ရင်းအမျိုးအစားနဲ့ရင်းနံပါတ်ဈေးအမျိုးအစားနဲ့ပမာဏရောင်းချပေးတဲ့ဈေးနှုန်းစတာတို့ကိုလည်းအချိန်နဲ့တပြေးညီစောင့်ကြပ်ကြပ်မတ်လျက်ရှိခြင်းတို့ပြင်ပြည်တွင်း73စီပူလုံမှုရှိစေရေးကိုလည်းအစီအမံတိုင်းအထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်းစွမ်းအင်ဝန်ကြီးဌာနမှအသိပေးထုတ်ပြန်ထားပါတယ်ခင်ဗျာ။